ဒီမိန်းကလေးဟာသူမကိုစိတ်ခတ်ဖို့ချန်စီနေတဲ့ကောက်ချစ်တဲ့မယားငယ်ကိုအစီအစဉ်အတိုင်းလူရှိကိုတွန်းပို့လိုက်ပါတယ်မယားငယ်ကသူမကိုယ်တိုင်ထောင်ထားတဲ့ကြော်ကွင်းတွေမှာပြန်ပိတ်မိသွားတာကိုကြည့်ပြီးအရသာခံနေကြတာပါဒါပေမဲ့အဲ့ဒီနောက်မှာတော့သူမဟာအဲ့ဒီဆေးကိုပဲကိုယ်တိုင်တောက်လိုက်ပြန်ပါတယ်သူမရဲ့ခမင်းသူဟာသူမနဲ့မယားငယ်နှစ်ယောက်ထဲကဘသူ့ကိုအရင်ကင်မလဲဆိုတာကိုသိချင်လို့ဆန့်တက်လိုက်တာပါဒါပေမဲ့သူမရဲ့နှလုံးသားကိုအမှန်တကယ်ကြေကွဲစေခဲ့တာကတော့ခမင်းသူရောက်လာတဲ့အခါဘာမှတော့မစင်စားပဲဟိုဘက်ကကောက်ချစ်တဲ့မိန်းမကိုပဲအရင်ဆုံးပြီးခဲ့တာပါပဲဒါတွေအားလုံးဟာဒီမိန်းကလေးဘက်ကအတင်းကျပ်လက်ထပ်ခဲ့လို့ဖြစ်လာတာပါခမင်းသူရဲ့နှလုံးသားထဲမှာတော့မယားငယ်ကပဲအမြဲနေရာယူထားခဲ့တာပါတကယ်တော့မင်္ဂလာပွဲမတိုင်ခင်တပတ်အလိုမှာခမင်းသူဟာအဲ့ဒီမယားငယ်နဲ့ပဲလက်ထပ်ရမှာပါဒါပေမဲ့မင်္ဂလာပွဲကျင်းပနေတော့မှပဲအဲ့ဒီမိန်းမစီဖုန်းတကောဝင်လာပြီးလူအများရှိမှခမင်းသူကိုအဆက်ခွဲကမင်္ဂလာပွဲကိုဖျက်ပစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမျက်နှာကိုပေါ့အမီအုပ်ထားတဲ့အမျိုးသမီးတယောက်ခန်းထဲကိုဝင်လာပြီးလူတိုင်းကိုအားတင်စေခဲ့ပါတယ်သူမဟာတာမန်မိန်းမတယောက်မဟုတ်ပါဘူးလူတိုင်းကြောက်ရွံ့အားတဲ့ဩဇာအာဏာကြီးမားတဲ့မိသားစုတစ်ခုရဲ့ရက်ဆက်တဲ့အမျိုးသမီးခေါင်းဆောင်တယောက်ပါငငယ်တုန်းကသူမကိုမိသားစုကစီးပွားဘက်တယောက်စီရောင်းစားရပေမယ့်အခုတော့ပို့ပြီးအစွမ်းထက်တဲ့ပုံစံနဲ့ပြန်လာခဲ့တာပါသူမဟာသူမရဲ့ဖခင်ကိုလေးဖြတ်အောင်လုပ်ခဲ့တယ်လို့အကိုဖြစ်သူကိုလည်းတတ်ပြီးတမိသားစုလုံးရဲ့အာဏာကိုသိမ်းပိုက်ခဲ့သူပါအခုတော့အမှောင်လောကရောအလင်းလောကမှာပါအဆက်အသွယ်ရှိတဲ့ဒီရက်ဆက်တဲ့အမျိုးသမီးဟာတခြားတယောက်ကိုချစ်နေတဲ့ဒီအမျိုးသားကိုအတင်းအကျပ်လက်ထပ်ဖို့လုပ်လာပါတယ်အကြောင်းကတော့ငငယ်တုန်းကအဲ့ဒီအမျိုးသားကသူမကိုလက်ထပ်ပါမယ်လို့ကတိပေးခဲ့ဘူးလို့ပါဒါပေမဲ့အချိန်လေးကြာလာတော့အဲ့ဒီလူကကတိကိုမေ့ပါခဲ့ပါတယ်ဒါကြောင့်သူမကအမျိုးသားရဲ့မိသားစုပိုင်တရားမဝင်စည်ရင်းစရာတွေကိုထုတ်ပြပြီးချင်းချောက်ကမတရားတဲ့စာချုပ်ထိုးမှလက်မှတ်ထိုးခိုင်းခဲ့ပါတယ်အဲ့ဒီစာချုပ်တွေမှာအကယ်၍အမျိုးသားကသူမကိုခွာရှင်းခဲ့ရင်မိသားစုပိုင်ပစ္စည်းအားလုံးဟာသူမရဲ့အမိပေါက်ဖြစ်သွားမယ်လို့အတိအလင်းရေးထားပါတယ်အမျိုးသားဟာမိသားစုကိုကာကွယ်ဖို့အတွက်တခြားနည်းလမ်းမရှိပေမတက်တာတဲ့အစုံလက်မှတ်ထိုးလိုက်ရပါတယ်ဒါပေမဲ့အတင်းအကျပ်လက်ထပ်ထားတဲ့အိမ်တော်ကြီးကဘယ်လိုလုပ်ပျော်ရွှင်နိုင်ပါလဲမင်္ဂလာဥညမှာလည်းသူတို့နှစ်ယောက်ရန်ဖြစ်ခဲ့ကြပါတယ်ဇနီးဖြစ်သူကသူမဟာပိုင်ရှင်တယောက်လိုမျိုးအခွင့်အာဏာပြခဲ့ပေမဲ့အမျိုးသားကတော့ဒါကိုစော်ကားခံရတယ်လို့မယူဆခဲ့ပါလေသူနှလုံးသားကမယားငယ်ဖီမှာပဲရှိနေတော့မှာဒါကြောင့်သူဟာဇနီးဖြစ်သူနဲ့အခန်းတစ်ခုထဲမှာမနေချင်တယ်လို့အနားမှာတော့မကတ်ချင်ပါဘူးအေးတင်ကောင်းမှဖြစ်အိတ်ချင်ခဲ့ပေမဲ့ဇနီးဖြစ်သူကအရာအားလုံးကိုကြိုးတင်စီစဉ်ထားပြီးသားပါအိတ်ခန်းထဲကဂရင်ကလန်ကလိုင်းတအိမ်လုံးမှာအိတ်ဆရာဂရင်ရောဆိုဖာကမရှိတော့ပါဘူးဒါကြောင့်အမျိုးသားဟာမတတ်တာပဲအိတ်ခန်းထဲကိုပြန်ဝင်ခဲ့ရပါတယ်ဒါပေမဲ့ဇနီးဖြစ်သူအမှန်တကယ်လိုချင်တာကစစ်မှန်တဲ့အချစ်ပါအတင်းကျပ်ပေါင်းတင်ရတဲ့ဆက်ဆံရေးမျိုးမဟုတ်ပါဘူးနောက်တစ်နေ့မှာတော့အမျိုးသားကစိတ်မပေါင်းတဲ့ဇနီးဖြစ်သူကိုပြကွယ်တစ်ခုစီခေါ်သွားတဲ့အခါအဲ့ဒီကောက်ကျစ်တဲ့မိန်းမကထပ်ပေါ်လာပြန်ပါတယ်ဇနီးဖြစ်သူကဒေါသထွက်ပြီးသူမရဲ့ခင်မင်းကိုဟိုမိန်းမလက်ထက်ကကာကွယ်တဲ့အနေနဲ့ခင်မင်းရဲ့လက်ကိုတင်းကင်းဆုပ်ကွာထားခဲ့ပါလေဒါပေမဲ့မယားငယ်ကခင်မင်းဖြစ်သူကိုအတနာရအောင်သူမဟာမကြတာလို့ပါဆိုပြီးဟန်ဆောင်ပြီးကာကွယ်ပြောဆိုခဲ့ပါလေခင်မင်းဖြစ်သူကလည်းသူမစကားကိုယုံသွားပြီးသူ့ဇနီးကိုပဲလူဆိုးမကြီးလိုမြင်လာပါတော့တယ်ဒါပေမဲ့ဇနီးဖြစ်သူကအဲ့ဒီမိန်းမဟာသူမရဲ့ရီးစားဟောင်းအတော့နဲ့မင်္ဂလာပွဲကိုဖျက်ခဲ့တယ်ဆိုတာကိုချက်ချင်းဖော်ပြလိုက်ပြီးနောက်ထပ်နောက်ဆက်ရင်နောင်တရစီမယ်လို့တတိပေးခဲ့ပါလေဒါတော့မှခင်မင်းဖြစ်သူဟာအဲ့ဒီမိန်းမကိုတနာစရာဝေဒနာရှင်လိုပဲမြင်နေတော့မှာဒါကိုအခွင့်ကောင်းယူပြီးမယားငယ်ဟာပိုရဲတင်လာပါလေအခုတောင်ငါသာဖုံးခေါ်လိုက်ရင်သူငါစီပြေးလာမှာပါဆိုပြီးစိန်ခေါ်ပါလေအဲ့ဒီစကားကိုကြားတော့ဇနီးဖြစ်သူကဒေါသအလိတ်လိတ်ထွက်သွားပြီးသူမရဲ့ဘားကိုဖျက်လိုက်ပါတော့တယ်အိမ်ပြန်လာတဲ့အခါမှာလေခင်မင်းကိုဟိုမိန်းမနဲ့ဘယ်တော့မှမတွေ့ဖို့တတိပေးခဲ့ပါလေဒါပေမဲ့အမျိုးသားကတော့ဒါကိုသူ့တိတ်ခါကိုထိပိုက်တယ်လို့ယူဆခဲ့ပါလေညဘက်မှာအဲ့ဒီမိန်းမဖုံးခေါ်တဲ့အခါသူဖုံးမခေါ်ခဲ့ပါဘူးတကယ်ချင်းဖြစ်သူရဲ့အကြံပေးချက်အရဖုံးမှာဖျက်ထားခဲ့ပါလေအဲ့ဒီနောက်သူဟာလွတ်လပ်တဲ့အကြောင်းသက်တည်ပြဖို့အတွက်အဲ့ဒီမိန်းမကိုဘားတစ်ခုစီခေါ်သွားပြီးနောက်ဆက်တွဲဘာဖြစ်မလဲဆိုတာမစင်စားပဲအတိတ်ဟောင်းတွေကိုပြန်ပြောနေအချိန်ကုန်နေကြပါလေမယားငယ်ကခင်မင်းဖြစ်သူကိုဖတ်လိုက်တဲ့အခါခင်မင်းဖြစ်သူရဲ့စိတ်တွေပျော်ညံ့သွားပြီးနှစ်ယောက်တော့ပြန်လဲဆုံစည်းတဲ့အမတ်တရားတွေဖန်တီးနေကြပါလေအဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူရောက်လာပါလေသူမရဲ့မျက်နှာကအေးဆက်တင်ငြိမ်မိပဲအတန်ထဲမှာတော့ကြောက်စရာကောင်းတဲ့ဒေါသတွေပါနေပါလေငါခင်မင်းရဲ့ဒေါသကိုတော့ငါတဲတာနိုင်တယ်ဒါပေမဲ့ဘယ်သူမှငါရဲ့စီးကိုလာမကြော်နဲ့လို့ပြောပြီးဘူတလင်းတစ်ခုကိုကောက်ကင်ပြီးမယားငယ်ကိုတိုက်ခိုက်ဖို့ကြိုးစားပါလေခင်မင်းကမယားငယ်ကိုကာကွယ်ဖို့ဂျားတွေကဝန်ခံလိုက်ပါလေဒါကိုမြင်တော့ဇနီးဖြစ်သူကပြုံးလိုက်ပြီးနောက်တစ်စက္ကန့်မှာပဲသူတို့နှစ်ယောက်လုံးကိုတနတ်နဲ့ချိန်လိုက်ပါတော့လေသူမကကြီးစံတစ်ထောင်နဲ့ချမ်းတော့လေမင်းတို့နှစ်ယောက်ထဲကဘသူအရင်သေးမလဲကြည့်ရအောင်လို့ပြောလိုက်ပါလေကဲနောက်ထပ်ဘာ